ကျမနာမည်ဟန်နီပါဒီဇလန်ကကျမမန္တလေးကအဆောင်တစ်ခုမှာကြုံခဲ့ရတဲ့ဖြစ်ရမှန်တစ်ခုပါကျမအဆောင်တစ်ခုကိုပြောင်းလဲခဲ့တယ်အဆောင်ကတတရက်လေးအားလုံးအဆင်ပြေပါတယ်ညရောက်တော့ကျမအိပ်ယာမှာဖုံးထုံနေခဲ့တယ်တချေးပြေးညနက်လာတယ်ကျမအထင်ည12နာရီလောက်ရှိလောက်မယ်ထင်တယ်ကျမအခန်းရှိကလမ်းလျှောက်နေတဲ့ခြေထံကြားလိုက်တယ်ဒီချိန်ဘသူများပါလိမ့်ဆိုပြီးကျမထကြည့်လိုက်တယ်တကားဖွင့်ပြီးရေချိုးကန်းပါရှောက်သွားလိုက်တယ်အခန်းဒီအားလုံးပိတ်ထားတယ်အားလုံးတိတ်ဆိတ်နေကြပြီကျမလည်းဘာမှမတွေ့လာနဲ့နောက်လက်ပြန်လာလိုက်တယ်အဲ့ချိန်ကျမစိတ်ထဲတမျိုးဖြစ်သွားတယ်ဒါပေမဲ့အခန်းထဲမှာပြန်အိတ်လိုက်တယ်နောက်တနေ့ညကျမအိတ်နေတော့အိမ်မက်လိုတကယ်လိုကျမအနာကငိုတန်းတစ်ခုကြားရတယ်ကျမလည်းအိမ်မက်ပဲနေမှာပါဆိုပြီးမိတ်ထားလိုက်တယ်ဒါပေမဲ့တတိယမြောက်နေ့မှာတော့ကျမတယောက်တည်းရေချိုးခနဲ့ရေချိုးနေတယ်ကျမမျက်နှာတက်နေချိန်ငါကိုကဲပါကျမကြောက်သွားတယ်ပြီးတော့ရေချိုးခန်းထဲကပြေးထွက်လာခဲ့တယ်အဲ့အချိန်အခန်းသားကအမထွက်လာခဲ့တယ်ကျမအဝတ်စားလဲပြီးသူနဲ့စကားသွားပြောခဲ့တယ်ကျမကြုံရတာပြောပြတော့ဟုတ်တယ်အမလည်းဟိုရက်ကရေချိုးနေရင်ငါ့ကိုကဲပါလို့အတန်ကြားတယ်မှန်နဲ့ကြည့်လိုက်တော့အစိမ်းရောင်နဲ့မိန်းကလေးတယောက်စံပင်ရှင်နဲ့မျက်နှာတိတ်အုပ်ထားတာငါနောက်ကနေဘေးတိုက်ဖြတ်သွားတာနောက်လည်းကြည့်လိုက်တော့ဘာမှမရှိဘူးအဲ့ညတော့ကျမဖျားရှိခိုးအမျှဝေပြီးအိတ်လိုက်တယ်နောက်နေ့တော့ကျမအပါဝင်အားလုံးအဆောင်ကနေပြောင်းခဲ့ကြတယ်နောက်မှတီးလိုက်ရတာကအဲ့ဒီရေချိုးခန်းမှာမင်းကလေးတူမကောင်းတဲ့ဖြစ်ရတစ်ခုဖြစ်ခဲ့ဘူးတဲ့အဆောင်ပိုင်ရှင်တွေကလည်းအမျှအတန်းတေးချမှုဝေပြီးခဲ့ကြဘူးတဲ့ကိုတော့အဲ့ဒီအဆောင်မှာသူမရှိနေလားမရှိတော့ဘူးလားမသိပါဘူးဒါပေမဲ့ကျမတို့တော့ပြန်တွေးလိုက်တိုင်းကြောချမ်းဆရာအဖြစ်တစ်ခုဖြစ်ဆက်လက်တည်ရှိနေစေမှာ